进也好，说了说到干了，说了说到干了。အခုကဘယ်ကိုအနေလဲကျွန်တော်ကတန်းစီကွင်းတွားနေပါဒီเจ้าကိုပထမဆုံးရောက်လာတော့ပေါ့နော်ခံစားချက်ကဘယ်လိုရှိလဲပထမဆုံးနေ့တုန်းကတော့မပျော်ဘူးပေါ့နောက်ပိုင်းမှာတငယ်ချင်းတွေနဲ့အဲ့လိုရင်းနှီးနှီးနဲ့နေရထိုင်ရတဲ့ခါကျတော့ပျော်ပါတယ်ဒီเจ้าမှာကိုယ့်ရဲ့အဲ့လိုဆံမြပုတ်ကိုဘရိုးမော်တယ်ပါရှိတာရှိပါတယ်ကျွန်တော်တို့ရကတတဲ့ရဲ့အကြောင်းကြီးပါမြည်ပါတယ်ကျွန်တော်စိတ်ကနေကျွန်တော်ကိုကျွန်တော်ပြဖြစ်လာလို့အကောင်းဆုံးခေါ်ပြီးရတော့ကျွန်တော်တက်တဲ့စီးတရားမှာရေးတော့ရှိရမယ့်အရေးချင်းကျွန်တော်ရုံးဝိုင်းဆိုင်ရအောင်ကောင်းမှုနဲ့တက်ချင်းပမိုင်းနေတာဆောင်းနေတာလို့ကျွန်တော်ဒီပူလာဒီလိုမှတက်တဲ့ဒီစီးဒီတင်တန်းမှာဆိုရင်ကျွန်တော်အင်္ဂလိပ်စာနဲ့ပုံတာပါရဒီလိုဆိုရင်ဥပဒေတော်ဝင်ကိုကျွန်တော်သင်ကြားပေးပါတယ်ကျွန်တော်အရင်တော့ကျွန်တော်10ရောက်တဲ့လူတွေတက်လို့ရတယ်အခုနောက်ပိုင်းတော့ဒီအရေးပြောင်းလဲကြောင်းမို့နှစ်တန်းအောင်တဲ့လူတွေကတက်လို့ရတယ်ကျွန်တော်စစ်သားတယောက်မှာယူနီဖောင်းအရေးကြီးဆုံးပထမဆုံးရုပ်ပြဖြစ်တဲ့ကြောင့်မို့ယူနီဖောင်းကိုကျွန်တော်တေချာရှော့ဖို့တိုင်မှာတေချာမီးကိုတိုက်ရင်တော့ကျွန်တော်ဝတ်ပါတယ်ဆောင်းမီလေးတစ်သက်မြင်ပါလေဟိုရှာဖင်မင်းရဲ့ငါးသွဲငါရှိတယ်ဘာမှကျွန်တော်မမေ့နိုင်လို့ချင်းစီရတော့ကျွန်တော်တက်မတော်နေစီးပြရှောက်တဲ့ဥစ္စာကော်ဖီကျွန်တော်အချက်ဆုံးຢာဒီကဆောင်းရည်先看看，先看了。
စိတ်ဓာတ်ကောင်းဖို့နဲ့ဆန္ဒပါဖို့ပါပဲအမေကျမ်းမာရေးကြီးဆိုင်ပါ တက်မသားဖြစ်ရတာဂုံယူလား ဟုတ်ဂုဏ်ယူပါတယ် အခုအင်တာဗျူးနဲ့ကျွန်တော်ကဘာပြောချင်လဲ ဒီတက်မတော်အတွက်ဒီကိုဘလော့တွေလိုက်ရိုက်နေရတာပြင်ပန်းနေပြီလား မနှက်ဖြစ်တဲ့အစီအစဉ်ကဘာလဲ မနေ့ကအစီအစဉ်ကကျွန်တော်စာနေကိုင်းဝင်ခါကျရင်စာအကောင်းဆုံးလိုက်စူးစမ်းဖို့ ဒီကြောင်းကနေပြောမှာပေါ့နော်လုံးဝမေ့မှာမဟုတ်တဲ့အမှတ်တရက တကယ်ချင်းနဲ့အောက်ဘက်ထွက်တဲ့အချိန် နောက်ဆုံးအနေနဲ့ပြိတ္တကိုဘာပြောချင်လဲ ကျမ်းမာရေးကြီးဆိုင်ကြပါလို့ ကင်မရာဘက်ကိုကြည့်ပြီးတော့မှအလေးပြုပြီးလို့ရမလား ဟုတ်ကဲ့ရပါတယ် ရလာပါလေ ပြောတယ်